ရောက်တဲ့လေကိုတာကြီးရဲ့ပပကြီးကြီး MD မိတ်ကပ်လေးရလေအနက်လေးကပုံမွေးတယ်တော့မနက်ကသုံးပြီးသွားပြီပေါ့နော်မိတ်ကပ်အနက်လေးရလေတိလားတင်လိုက်တာနဲ့ကိုလေလုံးဝအမွှေးနေရပဲတိလားမိတ်ကပ်သားလေးရလဲလေလုံးဝပေါ့နော် skin care collagen မိတ်ကပ်အခုတကြံရောက်တော့မယ်တကြံတွင်းမှာရေဖိုကန်ချွေးဖိုကန်လိုချင်တဲ့ရေပက်ကန်ထွက်မဲ့ကောင်မလေးတွေဆိုရင်ဒီကိုတာကြီးရဲ့ပပကြီးကြီး MD မိတ်ကပ်လေးကိုတထုပ်ပဲဖောင်ထားလိုက်နော်ဘာဖို့လဲဆိုတော့သူက super fit foundation ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ရေဖိုချွေးဖိုကန်နဲ့ဒီမှာတက်တည်ပြမယ်ရေဖိုကန်လားချွေးဖိုကန်လားမတွေ့လားလုံးဝရေဖိုကန်လားဒီမှာအသီးရောင်ထားတယ်နော်ရေဖိုချွေးဖိုကန်တဲ့အပြင်ဒီမှာပေါ့နော်ပြသွားခြင်းကွက်သွားခြင်းလုံးဝမရှိပါဘူး fashion နိုင်ကြအောင်လဲ coverage ဖြစ်ပေးတဲ့အပြင်မှာပေါ့နော်လိမ့်လိုက်တာနဲ့ make up သားညက်ကလေးနဲ့အရန်ကိုကောင်းပါတယ်အခု2020ကို Avara အသစ်တွေ make up အထုပ်လေးတွေပုံမွေးတယ်သိလားသူကတထေးမအနက်လေးကွာအရန်မွေးတာပဲနောက်ပြီးတော့တစ်ခုကြော်ညာပြရှိရပေါ့နော်ကိုတာကြီးရဲ့ make up လေးကိုမှားပြီးတော့မဝယ်မိလေအောင်ကိုတာကြီး make up ဆိုရင်ဒီမှာ MD defect ပါရမယ် super fit foundation ပါရမယ်ပေါ့နော်အဲ့ဒါမှကိုတာကြီးရဲ့ make up ပကြီးကြီး MD make up fit ပါကျန်တဲ့ဟာတွေပေါ့နော်ကိုတာကြီး make up မဟုတ်ဘူးနော်မှားပြီးဝယ်မှာဖို့လို့ကိုတာကြီး make up fit လိုချင်တယ်ဆိုရင်ဒီမှာ MD defect ပါရမယ် super fit ပါရမယ်ပေါ့နော်ဒီလိုအထုပ်ကလေးကိုရွေးပြီးတော့ဝယ်နော်ဒီမှာရေဖိုချွေးဖိုကန်နဲ့ပြင် make up တာပြချင်းကွက်ချင်းလုံးဝမရှိတယ်ပကြီးကြီးကိုတာကြီးရဲ့ MD make up လေးပါ